Let's go get a coconut matcha drink at 7-Eleven with me. အလောက်ကပြန်ရောက်ပြီးထမင်းနဲ့တပြင်းနဲ့ဖျဲစားပြီးတော့ထမင်းစိတ်တက်လာတယ် 7-Eleven မှာ fresh ဖြစ်စီမဲ့ drink လေးတစ်ခုခုတောက်ပို့သွားပါတယ်အစားကတော့ lemon tea ရော vitamin C လေးတောက်မယ်ဆိုပြီးသွားတာအမှရွေးချယ်စရာအရင်များနေရတယ်အမှတပတ်ပတ်ပြီးဘာတောက်အောင်လဲဆိုတော့စဉ်းစားပြီးတော့မှအခုတလော cafe တွေမှာ matcha နဲ့အုံးရီရောထားတဲ့ drinks လေးခစ်စားနေရကွာအဲ့ဒါနဲ့ okay try ကြည့်အောင်မယ်ဆိုပြီးတောက်ဖြစ်သွားတယ်ပေါ့နော်ရေခဲကလည်းကွဲခွက်အသေးမရှိလို့ဆိုပြီးတော့မှအကြီးပဲဝယ်လိုက်ရတယ်။အဲ့ဒါနဲ့ခွက်အပြည့်မယူဘဲနဲ့နည်းနည်းပဲယူလိုက်တယ်ပေါ့နော်။နောက်ပြီးတော့မှရှင်းတဲ့ခါမှာအဲ့ဒီအကုန်လုံးမှ84ပဲကြာရဆိုတော့ is totally worth it ။ငကိုတွေကစောက်ပေါ်မှာဆိုတော့မှစောက်ပေါ်ကြီးလုံးနေနည်းနည်းလေးတော့ခွင့်လွတ်ပြီးနော်။ Actually I'm not a fan of matcha. I'm a fan of coffee. But ဒါပေမဲ့ matcha တောက်တဲ့လူတွေပြောရတော့ matcha ကလည်း coffee လိုပဲတဲ့လူကိုလန်းဆန်းစီတဲ့ matcha တောက်ရတာတော့မကြိုက်ပေမဲ့လေဒါပေမဲ့သူ့ရဲ့အနံ့ကတော့အရင်ကိုကြိုက်တယ်ကဖေးမှာခစ်စားတာတော့ matcha creamy ဖြစ်လာအောင် nose နည်းနည်းတကြားနည်းနည်းထည့်ပြီးတော့ creamy လေးဖြစ်လာအောင် blender နဲ့မွေရဲပေါ့နော်။ငါးနိုးနဲ့ matcha နဲ့ရောရဲ matcha လက်တွေကိုဆိုလည်းလုံးဝမကြိုက်ပါဘူး။ဒါပေမဲ့ဒီ matcha နဲ့ coconut water ရောတဲ့ combo တော့ဆိုလည်းလုံးဝကြိုက်ပါတယ်။ matcha ရဲ့စိမ့်ရှရှင်ရတာမကြိုက်ဘူးဆိုရတဲ့သူတွေကဒီ combo လေးစပြီးတောက်ကြည့်နော်။ 7-Eleven ကနေတခြားနောက်ထပ်ပဲ drinks တွေ try စီခြင်းတွေလည်း comment မှာရေးခဲ့ဦးနော်။